မင်္ဂလာပါရှင်။တီးနှံစိုက်ခင်းတွေမှာပေါင်းပင်တွေရှိရင်ဒီပေါင်းပင်တွေကတီးနှံပင်ကရမယ့်အာဟာရနဲ့ရေတို့ပေါ့နော်။ဒီဟာတွေကိုလူယူတယ်အပြိုင်လူယူတယ်ဒါကြောင့်မလို့တီးနှံကဒီမြေကြီးတဲ့အာဟာရကိုပေါင်းပင်တွေရှိတယ်ဆိုရင်ပြည့်ပြည့်ဝဝမရဘဲနဲ့ဖြစ်နိုင်တယ်။ဒါကြောင့်မလို့စိုက်ခင်းထဲမှာပေါင်းပင်တွေမရှိအောင်လို့ပေါင်းသက်ဆေးကိုအသုံးပြုပြီးတော့နှိမ်နှင်းရမယ်လို့တောင်သူတွေကနားလည်ထားကြပါတယ်။ဒီလိုပေါင်းသက်ဆေးသုံးပြီးတော့ပေါင်းပင်တွေမရှိအောင်နှိမ်နှင်းလိုက်ရင်ဒိုးတွေထည့်လိုက်တဲ့မြေဩဇာကိုတီးနှံတွေကတော့ပြည့်ပြည့်ဝဝရရှိနိုင်မယ်လို့လည်းယုံကြည်ထားကြပါတယ်။ဒါကဒီပေါင်းသက်စေအသုံးပြုပြီးတော့ဒီတီးနှံတွေမှာစိုက်ခင်းထဲမှာရှိတဲ့ပေါင်းပင်တွေမရှိရင်ဒိုးထည့်လိုက်တဲ့အာဟာရရလိမ့်မယ်လို့ယုံကြည်မှုရဲ့တစ်ဖက်ပါ။ဒါဆိုရင်ဒီအချက်ရဲ့တခြားတစ်ဖက်ကိုပြောင်းပြီးတော့စဉ်းစားကြည့်ရအောင်။ပေါင်းပင်တွေကဒီမြေကြီးရဲ့အာဟာရကိုတီးနှံပင်တွေနဲ့အပြိုင်လူယူမှာကိုတော့သိတယ်။နောက်တစ်ခါသုံးလိုက်တဲ့ပေါင်းသက်ဆေးတွေကရောမြေကြီးရဲ့အာဟာရကိုဖျက်ဆီးလျော့ပါသွားစေနိုင်တဲ့သဘောကိုရှိနိုင်လားလို့တစ်ဖက်ကနေတွေးကြည့်ရအောင်နော်ဆိုတော့ကြတော့ဒီပေါင်းသက်ဆေးတွေရဲ့ပြုတ်ကွဲမှုမှာရေရဲ့အကူအညီအဆိုဓာတ်ပေါ့နော်အဆိုဓာတ်ရဲ့အကူအညီရဲ့အလင်းရောင်အပူချိန်နောက်တစ်ခါအနုစီဝါသက်ရှိတွေရဲ့ထုတ်တဲ့အင်ဇိုင်းတွေရဲ့အကူအညီပေါ့နော်ဒါတွေမပါဘဲနဲ့ကျမတို့သုံးဆွဲလိုက်တဲ့ပေါင်းသက်ဆေးတွေကမြေကြီးထဲမှာပြုတ်ကွဲမှုဖြစ်စဉ်ကမဖြစ်နိုင်ဘူးနော်နောက်တစ်ခါမြေကြီးထဲမှာနဲ့တိနှံပင်ရဲ့အမြင့်ဆုံးမှာရှိတဲ့အဓိကအနုစီဝါသက်ရှိတွေကိုလေ့လာကြည့်မယ်ဆိုရင်လေထုထဲမှာရှိတဲ့နိုက်ထရိုဂျင်ကိုဖမ်းယူပေးတဲ့အနုစီဝါသက်ရှိဘက်တီးရီးယားရှိတဲ့ရိုက်ဆိုဗီယမ်ပေါ့နော်နောက်တစ်ခါကျမတို့ထည့်သွင်းလိုက်တဲ့ phosphorus ကိုအပင်ကနေစားသုံးနိုင်အောင်လို့ကူညီပေးတဲ့အနုစီဝါသက်ရှိတွေရှိတယ်ပြောရမယ်ဆိုတော့ pseudomonas တို့ bacillus တို့နော် micrococcus တို့ပေါ့နောက်ထပ်တစ်ခါဒီပိုတက်ဆီယမ်ကိုပျော်ဝင်စေဖို့ကူညီပေးဖို့အတွက်အနုစီဝါသက်ရှိတွေ protobacteria တို့ actinobacteria တို့ရှိတယ်နောက်တစ်ခါ sulfur ကိုပျော်ဝင်ဖို့ကူညီပေးတဲ့အနုစီဝါသက်ရှိတွေပေါ့နော် thermothris တို့နောက်တစ်ခါ thiobacillus တို့ပေါ့ဒါတွေရှိတယ်နောက်က mycorrhiza တွေရှိတယ်ပေါ့ဒါတွေကတီးနှံပင်စိုက်ပျိုးထားတဲ့အပေါ်ရံမြေကြီးလွှာနဲ့အမြင့်ဆုံးမှာရှိအများစုရှိတတ်တဲ့ဘက်တီးရီးယားအမျိုးအစားတွေဖြစ်ပါတယ်အကျိုးပြုအနုစီဝါသက်ရှိတွေပေါ့နော်ဒီအနုစီဝါသက်ရှိတွေကနေပြီးတော့ထည့်သွင်းလိုက်တဲ့မြေဩဇာတွေကိုအပင်ကနေစားသုံးနိုင်ဖို့အတွက်သူတို့ကကူညီပေးတယ်နောက်တစ်ခါမြေသားဖွဲ့စည်းမှုကောင်းမွန်စေဖို့အတွက်ကူညီပေးတယ်ပေါ့မြေသားဖွဲ့စည်းမှုကောင်းမွန်မှလည်းအပင်ရဲ့အမြင့်တွေကကောင်းကောင်းထိုးဆင်းနိုင်မှာဖြစ်ပါတယ်မြေကြီးတွေကိုနောက်တစ်ခါသူတို့ကပေါင်းသက်ဆေးတွေပေါ့ကျမတို့သုံးလိုက်တဲ့ပေါင်းသက်ဆေးတွေမြေပေါ်ကိုကျသွားတဲ့အခါမှာလည်းအဲ့ဒီပေါင်းသက်ဆေးတွေပြိုကွဲဖို့အတွက်ကိုကူညီပေးတဲ့အင်ဇိုင်းတွေထုတ်လုပ်တယ်ပေါ့အဲ့ဒီလုပ်ငန်းစဉ်တွေနဲ့ကျမတို့စိုက်ပျိုးရေးကဏ္ဍကိုသူတို့ကကူညီပေးတဲ့အကျိုးပြုအနုစီဝါသက်ရှိတွေဖြစ်ပါတယ်ဒီပေါင်းသက်ဆေးကသက်ရှိတွေအတွက်အစိတ်ဖြစ်ပါတယ်ဘာပဲပြောပြောဓာတုဆေးဆိုတာတော့အစိတ်ပဲဒါကြောင့်မလို့ဒီပေါင်းပင်တွေကိုတေးစေနိုင်တယ်လို့သူတို့ကလေမြေပေါ်ကိုကျသွားတဲ့အခါမှာမြေကြီးထဲမှာရှိတဲ့အနုစီဝါသက်ရှိလေးတွေကိုလည်းအစိတ်သိမ့်စေနိုင်ပါတယ်အစိတ်သိမ့်တဲ့အခါမှာဘာဖြစ်လဲဆိုတော့သူ့ရဲ့သက်ရှိဥယျာဉ်တွေတေဆုံးသွားတဲ့အခါမှာလျော့ပါသွားတယ်ပေါ့အဲ့ဒါနဲ့အတူအပင်ကစားသုံးနိုင်တဲ့အာဟာရပုံစံလည်းပြောင်းလဲသွားနိုင်ပါတယ်ဒါသည်အပင်ဟာရချို့တဲ့မှုကိုဖြစ်စေနိုင်တယ်ဒါဆိုရင်ဒီပေါင်းသက်ဆေးတွေကအနုမြေကြီးကိုပျက်စီးစေတာလားဆိုတော့တိုက်ရိုက်ဖျက်ဆီးတာမဟုတ်ဘူးပေါင်းသက်ဆေးသုံးဆွဲလိုက်တဲ့အတွက်ကြောင့်မြေကြီးထဲမှာရှိတဲ့အကျိုးပြုအနုစီဝါသက်ရှိတွေအစိတ်သိမ့်ပြီးတော့တေဆုံးသွားတဲ့အခါမှာမြေကြီးအာဟာရကောင်းမွန်အောင်လို့ပြုပြင်ပေးနိုင်စွမ်းရော့ကျသွားတယ်နောက်တစ်ခါကျမတို့ထည့်သွင်းလိုက်တဲ့ဒီမြေဩဇာတွေကိုအပင်ကစားသုံးနိုင်အောင်ပျော်ဝင်အောင်ဖြိုခွဲပေးဖို့အတွက်ကူညီပေးမယ့်အနုစီဝါသက်ရှိတွေမရှိတဲ့အခါမှာဆိုရင်ဒီပေါင်းသက်ဆေးကြောင့်ထိခိုက်မှုကနှစ်မျိုးဖြစ်သွားနိုင်ပါတယ်ဒါအပြင်ဒီမြေပေါ်ကိုတိုက်ရိုက်ဖျန်းတဲ့ပေါင်းအုပ်ဆေးတွေပေါ့ပေါင်းအုပ်ဆေးမဟုတ်သေးဘူး sorry ဒီအထရာဇင်းလို့ဟာမျိုးပေါ့အထရာဇင်းကဆိုရင်တကယ်မြေကြီးထဲမှာရှိတဲ့ပိုတက်ဆီယမ်ပျော်ဝင်မှုကိုထိန်းချုပ်ပေးနိုင်တဲ့သဘောတဘာဝရှိတယ်နောက်တစ်ခါဆာဖလာဖိုနိုင်းယူရီးယားအုပ်စုတွေဖြစ်တဲ့ဘန်ဆာဖလူရွန်မက်ဆာဖလူရွန်အီပေါစီဆာဖလူရွန်ပါရာဇိုဆာဖလူရွန်ပေါ့နော်ဒီအနေအမြဲသုံးနေကြပါတယ်အဲ့ဒီပေါင်းသက်ဆေးတွေကလည်းဒီထည့်သွင်းထားတဲ့ယူရီးယားမြေဩဇာကနေပံ့ပိုးပေးတဲ့နိုက်ထရိုဂျင်အကူအညီနဲ့ချက်လုပ်ထားတဲ့အမိုင်နိုအက်ဆစ်ကိုလျော့ပါစေနိုင်တဲ့သဘောတဘာဝရှိတယ်ဒီမြေပေါ်ကိုတိုက်ရိုက်ပတ်ဖြန်းရတဲ့ပေါင်းအုပ်ဆေးတွေအများစုကကြတော့အနည်းလိုအာဟာရတွေဖြစ်တဲ့ဒီမန်ဂနီစ်တွေဇင့်ဘိုရွန်မော်လဘဒီနမ်ပေါ့နော်အဲ့ဒီအနည်းလိုအာဟာရတွေကိုအပင်ကနေပြီးတော့မစားသုံးနိုင်အောင်လို့ထိန်းချုပ်ထားနိုင်တဲ့သဘောတဘာဝရှိပါတယ်ဒါဆိုရင်ပေါင်းသက်ဆေးကိုတိနှံရာကြီးဇက်တိုက်အသုံးပြုထားတဲ့မြေကိုဓာတ်ခွဲစမ်းသပ်ကြည့်မယ်ဆိုရင်မြေကြီးထဲမှာကျန်ရှိနေနိုင်တဲ့နိုက်ထရိုဂျင်နဲ့ပိုတက်ဆီယမ်နဲ့အနည်းလိုအာဟာရပမာဏကတဲ့ဒီပေါင်းသက်ဆေးအသုံးမပြုဘဲနဲ့စိုက်ပျိုးထားတဲ့မြေထက်3ဆခန့်လျော့နေနေတယ်ဆိုပြီးတော့သုတေသနတွေ့ရှိချက်တွေမှာအထောက်အထားတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ဒီပေါင်းပင်ကတီးနှံပင်နဲ့အာဟာရရှင်ပြိုင်စားသုံးမယ်ဆိုတာကိုလည်းတွေးနိုင်တယ်လို့တစ်ဖက်ကနေပြီးတော့လေပေါင်းသက်ဆေးတွေကမြေကြီးထဲမှာရှိတဲ့အာဟာရကိုတီးနှံပင်အတွက်လုံလောက်စွာမရရှိဘူးအတွက်
ဟန်တာရော့ပါစေနိုင်ကြလို့လေနားလည်ထားဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ပေါင်းသက်ဆေးတွေကိုပေါင်းမင်မရှိဖို့အလွန်အကျွံအသုံးပြုသင့်သလားမပြုံးအသုံးမပြုသင့်ဘူးလားဆိုတော့အချက်နဲ့မြေကြီးအာဟာရကျွဲဝမှုကိုလည်းထည့်သွင်းစဉ်းစားရန်တင့်မတင့်ကိုတည်တည်ချာချာဆင်ခြင်ဖို့လိုပါတယ်ဒီအကြောင်းအရာတိုင်းကတော့တစ်ဖက်ထဲမှာပေါ့နော်အကောင့်ဘက်ကထင်မြင်ယူဆဆုံးဖြတ်တာပေါ့နော်ဒီထိုးတွေပေါင်းသက်ဆေးသုံးလိုက်ရင်ပေါင်းပင်နေတော့တည်သွားမယ်ပေါ့ဒါပေမဲ့သူ့ရဲ့တခြားသောတစ်ဖက်မှာလေ side effect အနေနဲ့ကြတော့ဒီပေါင်းသက်ဆေးတွေကိုနော်ပမာဏများများနဲ့နှစ်စဉ်ဆက်တိုက်တစ်မျိုးတည်းကိုအများတန်းသုံးဆွဲလာတဲ့အခါမှာဒီကျမတို့ရဲ့တီးနှံပင်ဖြစ်သွင်းရှင်သန်မှုအတွက်အကျိုးပြုနေတဲ့အနုစီဝါမိုက်ခရိုတွေကိုထိခိုက်ပျက်စီးစေနိုင်တဲ့အတွက်ကြောင့်ဒီအနုစီဝါမိုက်ခရိုတွေကနေပြီးတော့ကူညီပေးနေတဲ့မြေသားဖွဲ့စည်းပုံအပါအဝင်ဒီအာဟာရစားသုံးမှုကိုလည်းတနည်းတစ်ပုံသွားပြီးတော့ထိခိုက်စေနိုင်နေဆိုတဲ့အကြောင်းကိုလည်းတွေးတောဆင်ခြင်ရမှာဖြစ်ပါတယ်ဒါကတော့ပေါင်းသက်စေအသုံးပြုမှုနဲ့ဒီတိနံပင်အာဟာရနဲ့ဆက်ဆက်ပြီးတဲ့အခါမှာကောင်းတာရှိတယ်လို့အားနည်းချက်လည်းရှိပါတယ်ဆိုတဲ့အကြောင်းကိုစဉ်းစားနိုင်အောင်လို့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာတတပါရှင်